I'm standing on the highest ledge တော့ကြောက်နောက်ဟာပေနာပေါ့နော်ဖန်ငံ Silver Cliff အဲ့ဒါက650မီတာရှိတယ်250မီတာပေါ့နော်ပြောရမယ်ဆိုတော့အမြင်က250 distance က650မီတာဆိုတော့အဲ့ဒီကိုလာပါဖြစ်ပါတယ်အဲ့တော့ဒီမှာရောဘယ်လိုပုံစံမျိုးတက်ရမယ်ဆိုတာကိုကြည့်ရတာပေါ့တရားတော့ပြီးသွားပါပြီ10မိနစ်ပါကဲနောက်ထပ်50မီတာအခုတော့မီတာ200တက်လာပြီသွားနောက်မှလည်းကြည့်လိုက်ပါတက်ခဲ့ရှိမှတက်အောင်မယ်ဟာမြင်တဲ့တိုင်ပါပဲဒီဟာလေးကိုဆက်တက်ဖို့လိုပါသေးတယ်တက်ခဲ့ဟာလေးကဲဟာဆိုရင်ဆက်တက်ရမယ်ခုနကဆင်းလာတဲ့ဖိုင်နိုင်ပြောတော့အပေါ် view ရန်လာတယ် view လာတော့ဒုက္ခခံနေရပါတော့အမှန်တော့ဥဒတောင်တက်တာနေနေခံစားသိမဖြစ်ဘူးဆိုပြီးတော့ဒီတောင်ပြောင်းတက်လိုက်တာဒီတော့လုံးဝလမ်းအပြေးကိုမကြည့်ဘူးဒီဘက်ထောက်ပြီးတော့တက်နေရတယ်ချို့တိုင်းတော်သေးတော့ကျိုးလေးနဲ့တန်ထားပြီဟိုဒီထဲမှာပဲတော့လို့တော့မှသိပါမဟုတ်ဟိုတော့ရမောနေပြီခုနဆင်းလိုက်ပြီပြောဒီမှာလူမရှိဘူးတဲ့ရတဲ့ဘုရားလူကောင်းတယ်တဲ့အေးစစ်စစ်ပဲတဲ့ဟာကဲအမ250တဲ့250ပဲကျွန်တော်တယ်650ဟာအခုမီတာ400တက်လာပြီးသွားပြီဖြစ်ပါတယ်ဟာရမောနေပြီနှစ်ခုကချွေချီမကြစပါအခုမှတကယ်နော်ဟာချင်းကဲတောင်ကြီးဖွာအောင်ပေါ့နော်အခုကတောင်ထရောက်တော့မယ်ထင်တယ်အခုကဒီမှာကြည့်လိုက်ရင်ဟဲ့လို့နေအောင်ကြီးလေးနဲ့ view လေးထွက်လာခုနလိုမျိုးတောင်ဆောင်အရေးကြီးအောင်မဟုတ်ဘူးကဲအားဆိုသွားလိုက်ပါအောင်မယ်姐，吹不吹来？我现在明年啊，跟明年有，M1跳了，你当我拿着它。OK，阿水，人唔拿肉，人拿，人對唔係，係咯，得未？十咗。ဒါတော့အခုကျွန်တော်တို့ view point နေရာအောင်မရောက်ခင်မှာဒီဟာ view point အသေးစားလေးရှိပါတယ်။အဲ့ဒါလာ chase လို့ရတယ်။ကျွန်တော်ဟိုဘက်ကိုဆက်ပြသွားပါမယ်။အခုတက်လာဆိုရင်နောက်ထပ်မီတာ100လောက်ပဲလိုတော့တယ်။အဲ့တော့ fighting တောင်ထရောက်ခန်းကြီးကိုလမ်းပြေပြီးထင်နေရ
တော့မယ်ကဲခုဆိုကျွန်တော်တို့တောင်ထက်ရောက်တော့မယ်ခုဒီနေရာလေးကိုကျွန်တော်ဖြတ်ပြီးတော့ဟိုဘက်မှာတဲအိမ်လေးရှိတယ်အဲ့ဒီတဲအိမ်ရောက်ရင်တော့နားမယ်မှုတ်စားမယ်ဒီနေရာကလေဒီအနားကိုရောက်လာလေကြောက်တုံးနေရမညီပဲနဲ့လေအဲ့လိုအချုံကြီးတွေတွေ့လားဒီလိုအချုံကြီးပေါ်တက်ပြီးရှာသွားတာသိရောထားတယ်မသိရင်ကြောက်တရားလေပြိုထားပြီးတော့အဲ့လိုစုနေတယ်လို့မျိုးပဲကဲဟိုမှာအလံလေးမြင်နေရပါပြီအမလေးဒါကြတော့ခုနကဟိုနားလေးမှာလမ်းခွဲတစ်ခုရှိတယ်အဲ့လမ်းခွဲသွားရင်အဲ့ပေါ်တက်လို့ရတယ်โอ้ยโอเคအဲ့ဆိုပုံမှန်သူတို့ဒီမှာအစားအသောက်တွေရောင်းနေအခုတော့ဘာလို့မရောင်းတော့လဲမသိလူသိမ့်မလားလို့ထင်တယ်ဘာလို့ဆိုဒီမှာကလေနမ်ဆေးလို့ခေါ်လာအဲ့ဒီ view point ကအလှဆုံးပဲလူအများဆုံးသွားကြနေရပါတော့အဲ့တော့အဲ့ဒီသွားတဲ့ခါကျတော့လေပြောမယ်ဆိုရင်လို့ခေါ်မလဲလူရမ်းများတယ်ဓပုတ်တွေပါရိုက်ရှင်နေဆိုရင်လည်းရမ်းဆောင်ရတယ်ဒီဟာကျတော့လုံးဝတကယ်ကို raw လေးပေါ့နော်ခုဆိုကျွန်တော်ရဲ့နောက်မှာမြင်နေတဲ့ဆိုင်ဖြစ်တွေ့ရနော်အဲ့ဆိုရင်ဒါလုံးဝ ACC အခုဆိုကျွန်တော်လုံးဝ private လုပ်ပဲ AC လာတက်လို့ရတယ်မယ်အရန်ပြင်ပန်းတယ်အဲ့တော့ hiking ကြိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီ recommend ပေးပါလေခုနကဆိုရင်ကျွန်တော်တက်တဲ့နေရာလိုပြမယ်တရားမြင်ရလားမသိဟောမြင်ရတယ်ငါပေါ့နော်ဒါလေးကခုနကျွန်တော်ပထမဦးဆုံးတက်ခဲ့တဲ့နေရာလေးအဲ့နေရာကိုကျွန်တော်နိုင်လို့ဆိုပြီးတော့ဒီဘက်ဟာနှစ်ခုတက်ချင်တယ်ဆိုပြီးတက်လာတာဒါပေမဲ့ဟိုဘက်တော့မတက်ချင်ဟိုဘက်ကကြောက်လေသိရမှာအပေါ်မှာလှုပ်ထားတာကတိတ် natural မဆန်ဘူးပေါ့နော်အဲ့လိုယူဆလို့ကျွန်တော်ရဲ့သဘောရဆိုရင်ဒီလိုမျိုးအရန်ကြိုက်ပါတယ်သူတို့မြင်တဲ့အတိုင်းပဲအရန်လူတိတ်မရှိဘူးအေးစစ်နဲ့ဟိုဘက်ချမ်းတက်ချင်လဲဆက်တက်လို့ရတယ်အရန်မိုက်ဒါတော့ကျွန်တော်တို့ VN ရောက်တဲ့အခါကျရင်အမြဲတမ်းတက်ပုံရိုက်တဲ့စိုင် KC နေရာပေါ့နော်သူတို့တောင်မျိုးစုံမှာစိုင် K မျိုးစုံရှိပါတယ်ကျွန်တော်တို့ဒီတောင်မှာလည်းစိုင် K ရှိတဲ့အတွက်ကြောင့်မို့လို့အမှတ်တရတက်ပုံရိုက်ခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာဘာပြောပေါ့နော်တောင်တက်တာအရန်ပင်ပန်းနေဆိုပေမဲ့လည်းအခုလိုမျိုးလာရရှူကင်းကိုမြင်ရတဲ့အခါကျရင်ကျွန်တော်တို့တက်ကတော့တက်ခဲ့ကိုအမောပြီးစီပါတယ်ခင်ဗျာဒီဘက်ထိရောက်မှာပဲလုံးဝ share အေးစစ်စစ်နာပြီးတော့ share ပုံတွေကိုရိုက်တာပါအလေးကကြတော့လူရှင်းနေဆိုတာနဲ့ trend လေးတစ်ဖြက်ကြော်ညာဝင်တာပါခင်ဗျာပြန်ဆင်းလာပါပြီ။တော့ပြန်ဆင်းနေချင်တယ်။ဂျားမှာနားတာလည်းပါလဲဆိုရင်30 minutes လောက်တော့ကြာတယ်။ဒါပေမဲ့လေအောက်ဆင်းတာပိုတက်တာတက်ပိုပြီးပြန်မယ်။အဲ့လိုတက်ခဲ့တော့အရင်အမြင့်ကြီးတက်ခဲ့ရတော့တော့ပြန်ဆင်းတဲ့ခါအမြင့်ကြီးကိုထိုင်ပြီးဆင်းရတယ်။အဲ့ဆိုကဲအနီးတက်ခဲ့ view point ဆိုပါတယ်။အခုချိန်ကျတော့မှ foreigner တော့များရောက်လာကြပြီတော့သူ sunset ကိုလာကြည့်ကြပါဘောနော်။ဒါပေမဲ့ sunset လာကြည့်ဖို့ကလည်းအဲ့လို crew နဲ့လာကြည့်ဖို့ကောင်းတယ်။ကိုမျိုး solo travel ပုံစံမျိုးပေါ့နော်။တယောက်တည်းတောင်လာတက်သွားဆိုတော့အဲ့လိုအလင်းအောင်မရှိတော့တဲ့အချိန်ကတိတ်မကောင်းဘူး။တယ်မလို့ဆိုလမ်းပြောက်ပါညာဆိုလေတခုခုပေါ့နော်။ဒါပေမဲ့လမ်းကတော့မပြောက်ပါဘူးဆိုတော့ဒီဘက်မှာပေါ့နော်။အဲ့လိုတန်းလေးတွေတောက်လျှောက်ပေးထားတယ်။တောက်လျှောက်ပေးထားဆိုအဲ့တန်းတိုင်းကကင်ပြီးတော့ဆင်းလာလိုက်အောင်မယ်။အသွားလေးဒီ line အပြန်လေးတိလိုက်မယ်။အခုတော့ရန်ပြင်မဲ့ဝိုင်းမိတောင်နှစ်တောင်တက်လိုက်ရတာဆိုတော့တက်လာတယ်။ဒီခေါက်လာတော့တန်းဆုံးမယ်ပေါ့နော်။အဲ့တော့တန်းမဲ့တောင်ကတော့တန်းပြန်မှာတိတလောက်ဆိုရင်တော့ကုန်သွားပြီ။တိလောက်တော့မဟုတ်ဘူးနော်။တက်ကြတဲ့တောင်အကြီးအတွက်လောက်ဆိုတော့ကုန်သွားပါပြီခင်ဗျာ။ကျွန်တော်ခါတန်းပြလိုက်မယ်။တောင်ပဲပြန်တက်အောင်နော်တက်ပြီးတော့အဲ့ကြိုင်တော့တကယ်ကြီးနေပါလေခေါ်လာပြီးတော့ sunset လေးပါစီရမယ်ခုတော့ဒါအောက်ပြအောက်ပါပြီခင်ဗျာ